င်္ဂလာပါရှင်။တင်းနိုင်တဲ့အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒွဲဝါရှ်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မော်တော်တင်းနိုင်လမ်းပိုင်းဖောင်ဆွေရွာလေရင်နဲ့ပုံကျဲခံရတဲ့အကြောင်းတဝဲမြို့စမ်းချီရက်ကွက်အုပ်ချုပ်ရေးမှူးလင်မယားပြစ်တက်ခံရတဲ့အခြေအနေကံယူရန်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့မြို့မှာဆိုင်ကယ်လူရမှုတွေဆက်တိုက်ဖြစ်ပွားနေတာတဝဲမြို့ကန္နာလမ်းမှာအပတ်စဉ်ပြုလုပ်နေကြစတိတ်ရှိုးအစီအစဉ်ရန်နာလိုက်တဲ့အကြောင်းရေခုတပိတ်သားကျနတောင်းကျော်အထီးစေးမြောက်သွားတာတထုံရင်တိုက်မှုမှာအမျိုးသမီး3ဦးသေဆုံးတဲ့အခြေအနေရနောင်းမြို့မှာမြန်မာပိုင်ဘတ်တန်း90တန်းတရားမဝင်ကုန်တိုးလောင်ရုံကိုထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ဝန်ဖမ်းသွားတဲ့အကြောင်းစတဲ့သတင်းအကြောင်းအရာတွေကိုပြောပြသွားမှာဖြစ်ပါရရှင်ပထမဆုံးအနေနဲ့မော်တော်တင်းနိုင်လမ်းပိုင်းဖောင်ဆက်ရွာလေရင်နဲ့ပုံကျဲခံရတဲ့အကြောင်းကိုတော့လွယ်ဝါရှ်အဖွဲ့သားတို့ကပြောပြသွားမှာပါမော်တော်တင်းတိုင်းလမ်းပိုင်းဖောင်ဆက်ရွာလေရင်နဲ့ပုံကျဲခံလိုက်ရပါတယ်ထိုင်းမြန်မာနယ်စပ်မော်တော်မြို့ကနေတရင်တိုင်းမြို့သွားရလမ်းပိုင်းဖုံးဆက်ရွာကိုဆက်အာဏာရှင်တပ်ကလေကြောင်းကနေဗိုးကျဲတက်ခဲ့ခဲ့ပါတယ်။အဲ့ဒီလမ်းပိုင်းနေရာမှာနှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာဖြစ်ပြီးမေလ10ရက်မနေ့17နာရီလောက်မှာတော့တိုက်ပွဲဖြစ်ပွားနေတဲ့ဖုံးဆက်ရွာကိုလေရင်နဲ့ဗုံးကျဲခဲ့တာပါ။အဲ့ဒီနေရာဝန်ကျင်မှာဧပြီလ21ရက်နေ့ကစပြီးဒီကနေ့မေလ17ရက်နေ့ထိတိုက်ပွဲတွေရက်ဆက်ဖြစ်ပွားနေပြီးဆက်အာဏာရှင်တပ်ဘက်ကစစ်ကူအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာလို့ဆိုပါတယ်။ဒီကနေ့မနေ့ပိုင်းကတော့မြို့ကနေတရင်တိုင်းမြို့ဘက်ကိုဆက်အာဏာရှင်တပ်စကားဆယ်စီလောက်တွားရောက်စစ်ကူပေးနေတယ်လို့ဆိုပါတယ်စစ်ကောင်စီဘက်ကတော့စစ်ကူအင်အားတွေနဲ့နေရောညပါပစ်ခတ်ပြီးရှစ်တိုးလာနိုင်ဖို့စ조사နေတယ်လို့တော်လိုင်းပူပေါင်းတပ်တွေဘက်ကလည်းပြန်လည်ကုခန့်တိုက်ခတ်နေတယ်လို့ဆိုပါတယ်နောက်တဲ့သတင်းတစ်ပုဒ်ဖြစ်တဲ့တဝဲမြို့ပေါ်မှာအုတ်ချွေမှုမိသားစုတနက်နဲ့ပြစ်ခတ်ခံရတာကိုတော့တဝဲဝါရှ်အဖွဲ့သားတို့ကပြောပြသွားမှာပါရှင်တဝဲမြို့ပေါ်မှာအောက်ကျောက်ရေမှုမိသားစုတနက်နဲ့ပြစ်ခတ်ခံရတာကြောင့်2ဦးသေဆုံးပြီးသမီးဖြစ်သူဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့မြို့ခံတွေစီကသိရပါတယ်။ပြစ်ခတ်ခံရတဲ့အတွက်သေဆုံးသူဇနီးမောင်နှံ2ဦးမှာစမ်းချီရက်ကွက်အောက်ကျောက်ရေမှုဦးမြင့်လွင်နဲ့သူ့ရဲ့ဇနီးပဲဖြစ်ပါတယ်။အောက်ကျောက်ရေမှုနဲ့မိသားစုဟာမေလ9ရက်နေ့ည8နာရီချိန်လောက်မှာစမ်းချီရက်ကွက်စမ်းချီဖုန်ကြီးကျောင်းနာကအိမ်မှာရှိနေချိန်လက်နဲ့ကန်ဆောင်ထားတဲ့အမျိုးသား2ဦးကနေပေါ်ထိရောက်ရှိလာပြီးပြတ်သက်သွားတယ်လို့မြို့ခံတအူးကပြောပါတယ်။အဲ့ဒီတနက်သမားဦးဟာအုတ်ချုပ်ရည်မှုဦးမြင့်လွင်ကိုကနအူးပြတ်တက်ခဲ့ပြီးသူ့ရဲ့ဇနီးနဲ့သမီးကိုထက်မှတ်ပြတ်တက်ခဲ့တယ်လို့ဆိုပါတယ်။ပြစ်ခတ်ခံရတဲ့အတွက်ဦးမြင့်လွင်ရဲ့ခန္ဓာကိုယ်အနက်မှာတနက်ဒဏ်ရာဆက်ချစ်တဲ့မနဲ့ရရှိခဲ့ပြီးဒဝဲဆေးရုံကြီးမှာစိတ်ကူးသားနေချိန်သေဆုံးသွားတာပါ။တနက်နဲ့ထက်မှတ်ပြစ်ခတ်ခံရတဲ့ဦးမြင့်လွင်ရဲ့ဇနီးမှာလည်းတနက်ဒဏ်ရာနဲ့ဒဝဲဆေးရုံကြီးမှာပဲစိတ်ကူးသားနေချိန်ထက်မှတ်သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ပြစ်ခတ်ခံရမှုကြောင့်ဒဏ်ရာအပြင်းထန်ရရှိခဲ့တဲ့သမီးဖြစ်သူမှာလည်းညာဘက်ညံ့ရိုးကြီးစံဖောက်ဝင်ဒဏ်ရာနဲ့လက်ဖွားမှာကြီးစံထိမှန်ဒဏ်ရာတွေရရှိခဲ့ပြီးဒဝဲဆေးရုံကြီးမှာစေကုသခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။ဦးမြင့်လွင်နဲ့မိသားစုကိုဘယ်သူတွေကဘာကြောင့်ပြစ်ခတ်သွားရဲဆိုတာကိုတော့မသိရသေးပါဘူး။ကံရန်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့မြို့မှာဆိုင်ကယ်လူရမှုတွေဆက်တိုက်ဖြစ်နေတဲ့တဲ့တင်ကိုတော့ဒွဲဝါရှ်အဖွဲ့သားတို့ကပြောပြသွားမှာပါ။ကံရန်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့မြို့မှာဆိုင်ကယ်လူရမှုတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။မြို့ကလူအသွားလာနေတဲ့နေရာတွေမှာအရဝပြူစောတီဆိုသူတို့ကစစ်ဆေးတယ်လို့လုပ်ပြီးဆိုင်ကယ်လူရတာတွေဆက်တိုက်ဖြစ်ပွားနေတာလို့မြို့ခံတွေကပြောပါတယ်။ပုံမှန်ဆိုင်ကယ်စီးလမ်းသွားနေသူတွေကိုစစ်ဆေးဖို့အကြောင်းပြရက်ခိုင်းပြီးမှလူရကြတာပါ။မေလ1ရက်ကနေ10ရက်ထိအဲဒီလိုပုံစံမျိုးနဲ့လူရခံရတာအနည်းဆုံး3ကြိမ်လောက်ရှိပြီလို့လည်းဆိုပါတယ်။မေလ10ရက်ကမြို့ငွေပလဲလမ်းမကြီးလှတော့လမ်းစစ်စေးရိတ်ဂိတ်အနီးမှာတစ်ကြိမ်မေလ1ရက်ကလူသွားလာနေတဲ့ရွှေကုန်းဖျားနီးမှာတစ်ချိန်ဖြစ်ပွားပြီးမေလ9ရက်မှာလည်းအဲ့ဒီနေရာမှာထပ်မံလူရဲခံရပြပါတယ်။ဆိုင်ကယ်ပြင်ဖိုးကိုပါလူရဲလေးရှိပြီးလူကိုရိုက်နေတာဓာတ်တော်ပြီးချေချောက်တာတွေလည်းရှိတယ်လို့ကိုယ်တိုင်ကြိုရသူတွေကပြောဆိုပါတယ်။ကံရတော်တိုင်းစစ်တာချုပ်ခြေစိုက်ထားတဲ့မြို့ဟာအနာသိပြီးကတည်းကဒီကနေ့ထိလူရဲမှုဖောက်ထွင်းမှုလိုမျိုးခိုးဆိုးလူနိုင်တာတွေတောက်လျှောက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ဒိုဝဲမြို့ကန္နာလမ်းမှာအပတ်စဉ်ပြုလုပ်နေကြစတိတ်ရှိုးအစီအစဉ်ရပ်နားလိုက်ပါတယ်။တနင်္လာရီတိုင်းစစ်အစိုးရအဖွဲ့ရုံးဆိုင်ရာဒိုဝဲမြို့တိုင်းစစ်ကော်မရှင်ကစီစဉ်တဲ့ကန္နာလန်အပတ်စဉ်စတိတ်ရှိုးအစီအစဉ်ရန်နာလိုက်တယ်လို့မြို့ခံတွေကပြောပါရယ်။ဧပြီလတုန်းကတိုင်းစစ်အစိုးရအဖွဲ့အသစ်ပြောင်းလဲဖွဲ့စည်းပြီးတဲ့နောက်ပိုင်းဧပြီလဆန်းပိုင်းမှာရန်နာလိုက်ကြတာပါ။အဲ့ဒီစတိတ်ရှိုးအစီအစဉ်ကို2025ခုနှစ်ခရစ်စမတ်နေ့ကစပြီးအပတ်စဉ်တောက်ကြနေတိုင်း3လဆက်တိုက်စစ်ကော်မရှင်ကကျင်းပပေးခဲ့တာလည်းဖြစ်ပါရယ်။ဒိုဝဲမြို့မှာတကြံကာလနဲ့တကြံပြီးနောက်ပိုင်းရက်တွေအတွင်းမြို့ရဲရက်ကွက်တွေမှာပြစ်ခတ်ခံရတာတွေရှိလာပါရယ်။တကြံအတက်နေနဲ့အခုမေလ9ရက်နေ့တို့မှာဒိုဝဲမြို့ပေါ်ကရက်ကွက်အုပ်ချုပ်ရေးမှူးမိသားစုအပါအဝင်မိသားစု2ခုပြစ်ခတ်ခံရပါတယ်။အဲ့ဒီဖြစ်စဉ်တွေအပြင်အပတ်စဉ်တောက်ချနေညမှာလုပ်တဲ့ stage show ပွဲတွေဟာကြည့်ရှုသူနဲ့ပါတာကြောင့်လည်းပါနိုင်တယ်လို့မြို့ခံတွေကဆိုပါတယ်
ဒါပေမဲ့အထိတ်အမှတ်နဲ့ stage show ပွဲတွေကတော့ထုံးစံအတိုင်းကျင်းပဖို့ရှိတယ်လို့လည်းဆိုပါတယ်။ stage show တွေကျင်းပနေချိန်ထားဝယ်မြို့ထဲအိမ်ထဲအထိဝင်ပြီးစစ်မှုထမ်းဆောင်ဖို့ဖမ်းဆီးတာတွေလုပ်လေးရှိတာကြောင့်တော်လိုင်းအင်အားစုတွေကအဲ့ဒီလုပ်ရက်တွေအပေါ်ဝေဖန်ပြောဆိုထားပါတယ်။လက်ရှိစစ်အစိုးရစစ်ကောင်ဆောင်ဦးမင်းအောင်လှိုင်ရဲ့လူယုံတူဖြစ်သူစစ်အင်ဂျင်နီယာဟောင်းတနင်္လာရီတိုင်းစစ်အစိုးရဝန်ကြီးချုပ်ဦးစောနိုင်ဦးကလည်းသူ့လက်ထက်မှာပျော်ပွဲရှင်ပွဲတွေလုပ်ပေးမယ်လို့ပြောဆိုထားပါသေးတယ်။နောက်ထပ်သတင်းတစ်ပုဒ်ဖြစ်တဲ့ရေခုတပိတ်သားကျပ်2000ကျော်အထိဈေးမြောက်သွားတာကိုတော့ဒွယ်ဝက်အဖွဲ့သားတို့ကပြပြသွားမှာပါ။ရေခုစားနယ်တပိတ်သားကျပ်2000ကျော်အထိဈေးမြောက်နေတယ်လို့ဘိန်းနဲ့ကျောင်းစုမျိုးနဲ့ပင်လယ်ရေလုပ်သားတွေနဲ့ရေထွက်ကိုရောင်းဝယ်ရေးလုပ်နေသူတွေစီကသိရပါတယ်။မနစ်ကရေခုစားနယ်တပိတ်သား13000ဝန်းကျင်လောက်သားဈေးရှိတာကနေလက်ရှိမှာပြန်မြ23000လောက်အထိဈေးပေါက်နေတာပါ။အခုနှစ်ထိုင်းနိုင်ငံရနောင်းမျိုးဘက်ကအဝယ်လိုက်နေတဲ့အတွက်ဈေးကောင်းနေတာလို့ရေလုပ်သားတွေနဲ့ရေထွက်ကိုရောင်းဝယ်ရေးလုပ်နေသူအချို့စီကသိရပါတယ်။ရေကူစားနယ်ကိုကျောင်းစုနဲ့ပုတ်ပြင်းမျိုးနဲ့ပင်လယ်ကြေးဝါတွေမှာအဓိကလောက်ကိုက်ပြီးထိုင်းနိုင်ငံအပြင်ပိမျိုးကိုလည်းတင်ပို့ရောင်းချကြပါတယ်။ပိမျိုးပေါ်ရှိတဲ့ရေထွက်ကိုရောင်းဝယ်ရေးတိုင်တွေမှာရေကူတပိတ်သား2300လောက်ဈေးပေါက်နေပေမဲ့ပင်လယ်ရွာတွေဖက်မှာတော့ကျပ်1000ခွဲလောက်သာပေါက်ဈေးရှိနေတာပါ။ပင်လယ်ကြေးရွာတွေကထွက်တဲ့ရေကူကိုဘိန်းမြို့ကိုလှေတွေနဲ့တည်ယူပို့ဆောင်ရတဲ့ကိုကြစီနဲ့တစ်စက်ခံဝယ်ယူရောင်းချရတာတွေကြောင့်ဈေးကွာဟာနေတာလို့ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ကတော့ပင်လယ်ကြေးရွာအချို့မှာရေခုတပိတ်သားကျပ်9000လောက်သာပေါက်ဈေးရှိခဲ့တာပါ။ပင်လယ်ရင်ငန်တက်မြစ်တဲလိရှိတဲ့ဇန်နဝါရီလလောက်ကနေဇွန်လလောက်အထိပင်လယ်အတွင်းရေခုပေါ်လိရှိပြီးပင်လယ်ရင်မျက်နှာပြင်မှာမျောနေတဲ့ရေခုကိုတန်ချင်းနဲ့လိုက်လံကောက်ယူဖမ်းဆီးလိရှိကြပါတယ်။ဖန်စီရရှိတဲ့ရေခုတွေကိုစာသိကကားတွေနဲ့တူလောင်ပြီးပြန်လည်ရောင်းချစားသုံးကြတာဖြစ်ပါတယ်။တထုံရင်တိုင်းမှုမှာဆိုင်ကယ်စီးလာတဲ့အမျိုးသမီးငယ်3ဦးစလုံးတိတ်ဆုံးသွားတယ်လို့ဒေသခံနဲ့လူမှုကွန်ရက်အဖွဲ့တွေစီကသိရပါဗျ။တည်င်းအပြည့်အစုံကိုဒွယ်ဝက်အဖွဲ့သားတို့ကပြပြသွားမှာပါရှင်။မော်ဘီနဲ့တထုံမြို့နယ်ထောင်မူကျေးရွာအုပ်စု၄တိုင်ကျေးရွာတထုံဖအံကားလမ်းမှာမေလ10ရက်နေ့ညနေကကားနဲ့ဆိုင်ကယ်တိုက်မိပြီးဆိုင်ကယ်စီးလာတဲ့အမျိုးသမီးငယ်3ဦးစလုံးတိတ်ဆုံးသွားတယ်လို့ဒေသခံနဲ့လူမှုကွန်ရက်အဖွဲ့တွေစီကသိရပါဗျ။မနေ့ညနေ4နာရီဝန်းကျင်လောက်ကတူဝနဝတီမြို့တပ်ဘက်ကနေဂျာပန်ကျေးရွာဘက်ကိုအမျိုးသမီးငယ်3ဦးစီးလာတဲ့ဆိုင်ကယ်နဲ့ဖအံဘက်ကနေတထုံဘက်ကိုလာတဲ့ဟော်ဒါဖက်ကားတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။ရေတိုက်မှုမှာဆိုင်ကယ်စီးနေလာတဲ့အမိကလေးငယ်3ဦးစလုံးဟာလွတ်ထွက်သွားပြီးအခင်းဖြစ်ပွားရာနေရာမှာပဲတိတ်ဆုံးသွားခဲ့တယ်လို့လူမှုကွန်ရက်အဖွဲ့တွေစီကသိရပါဗျ။တိတ်ဆုံးသွားတဲ့မိကလေးငယ်3ဦးဟာအသက်19နှစ်အရွယ်တွေဖြစ်ကြပြီးတထုံတာယာစစ်ရုံဝဲအတွင်းနေထိုင်ကြတဲ့သူတွေဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကလေတထုံမြို့နယ်နောင်ဘိုကျေးရွာအုပ်စုအကောင်းကျိုက်ဆိုင်အနီးရန်ကုန်မော်လမြိုင်ကားလမ်းမှာခီးသက်တင်မန်လုံရင်နဲ့ဖျားဘူးဟိုက်ကျစ်ရင်တိုက်မိပြီးဟိုက်ကျစ်ရင်ပေါ်ပါလာတဲ့တန်ကာတော်ကိုပါအပါဝင်တိတ်ဆုံးသူ73ဦးထိရှိခဲ့ပါတယ်။ရနောင်းမြို့မှာမြန်မာတအိုးပိုင်နဲ့ဗတ်တန်း90တန်းတရားမဝင်ကုန်တိုးလောင်ယုံကိုထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ဝင်ဖမ်းသွားပါတယ်။ထိုင်းမြန်မာနယ်စပ်ရနောင်းခရိုင်မှာမြန်မာနိုင်ငံသားပိုင်ဆိုင်တယ်လို့ယူဆရတဲ့ဗတ်တန်း90တန်းကြီးရှိတဲ့ကုန်စည်တွေကိုထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။တရားဝင်မှတ်ပုံမတင်ထားတဲ့တိုးလောင်ယုံထဲကိုမေလ10ရက်နေ့မှာထိုင်းဝန်ကြီးချုပ်ကဝင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။တိုးလောင်ယုံထဲလုပ်ငန်းသုံးမိဆက်လေဘူးလေးအေးပေးဆက်စက်ယုံနဲ့ဟိုတယ်သုံးလျှက်စစ်ပစ္စည်းတွေအများများတွေ့ရပြီးကာလတန်ဖိုးဗတ်တန်း90လောက်ရှိတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီပစ္စည်းတွေဟာနိုင်ငံရဲ့ချောက်ကိုမှောက်ခိုတင်ပို့ဖို့ရည်ရွယ်တာဖြစ်နိုင်ပြီးမြန်မာနိုင်ငံသားတအုပ်ပိုင်ဆိုင်တာဖြစ်တယ်လို့ထိုင်းအာဏာပိုင်တွေကပြောဆိုပါတယ်။မြန်မာနိုင်ငံသားနဲ့ပတ်သက်တဲ့အသေးစိတ်ကိုတော့ထုတ်ဖော်ပြောဆိုတာမတွေ့ရသေးပါဘူး။အခုမဆောင်ထားတဲ့အတွက်အဲ့ဒီကုန်ပစ္စည်းတွေကိုနိုင်ငံတော်ပိုင်ဖြစ်သိမ်းဆည်းပြီးတိုးလောင်ယုံပိုင်ရှင်တွေကိုဖမ်းဆီးနိုင်ဖို့စုံစမ်းသွားမယ်လို့လည်းဆိုပါတယ်။အခုလိုတင်နေတဲ့အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွယ်ဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။